စောင်းအပ်နိုင်ရေးသတင်းပဲဖြစ်တဲ့မေ22ရက်နေ့မှာစတင်ပြီးအခြေခံပညာကျောင်းများမှာကျောင်းအပ်လက်ခံနေပြီဖြစ်တဲ့သတင်းကိုမန်လေးနေ့စဉ်ရုပ်သံကနေတင်ဆက်လိုက်ပါတယ်ရှင်။အမှတ်16အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ကြီးကကျောင်းအပ်နိုင်ရေးနဲ့ပတ်သက်လို့ဇွန်1ရက်နေ့ထိနားရက်မရှိကျောင်းအပ်လက်ခံမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ 2ရက်ပေါ့မေလ22ရက်နေ့ပေါ့ဂျွန်1ရက်နေ့ထိကိုကျွန်တော်တို့နားရက်မရှိဘူးเนาะကျွန်တော်တို့ကျောင်းအပ်လက်ခံပြီးတော့ဖြစ်ပါတယ်ကျွန်တော်တို့ဂျွန်2ရက်နေ့ကနေစတင်ပြီးတော့ကျောင်းဖွင့်လှစ်တော့စတင်ချိန်အပြည့်ကဲကြပါမှာဖြစ်ပါနဲ့လေကျောင်းသားဟောင်းတွေလည်းပြန်တက်ကြမယ်နောက်ကျောင်းသားအသစ်တွေကောเนาะကျွန်တော်တို့မနစ်ကအစီအတွက်ကပုံများဖို့ရှိပါတယ်ကျောင်းအကျိုးတော်ဆောင်လေးပေါ့เนาะမိဘဆရာတရားကြောင့်ကျောင်းသားကက်ခွင့်ကက်ဒစိတ်အဲ့ဒါတွေတွေ့သူအခမဲ့ပေါ့စီစဉ်ပေးထားပါ ကျောင်းသားမိဘတအူးဖြစ်တဲ့ဒေါ်နင်းသူစာမွန်ကကျောင်းအပ်နှံတဲ့အခါကျောင်းသားတွေကိုကျောင်းသုံးပစ္စည်းတွေထောက်ပံ့ပေးတဲ့အကြောင်းယခုလိုပြောကြားခဲ့ပါတယ်။စာအုပ်တွေပလာစာအုပ်တွေပေါ့နော်ဒါကျောင်းဝတ်စုံတွေပေးရဲနောက်ပြီးလို့ရှိရင်ဒီဖုန်းနှိပ်တွေအားစပေါ့နော်အကုန်လုံးပေးပါတယ်ဟုတ်ကျောင်းတစ်စိတ်ကစားအစိုးရကျောင်းဖြစ်တဲ့ကမိဘတွေကပူပေါင်းမှပဲရေရှည်သွားနိုင်မှာဆိုတော့လေကျမတို့လိုအပ်တဲ့ဟာဆိုရင်တော့ဆရာကြီးနဲ့မိသားစုစပယ်ပဲအားလုံးတအားသေးရပေါ့ဘာမှတူညီပြီးတော့ကလေးတွေအတွက်အများအတွက်ဆင်းတဲ့ဟာမှန်တယ်များပါဝင်ကူညီပေးပါတယ်ဒီအားလုံးလည်းပညာထူးထွန်းစေချင်ပါတယ်အားလုံးမိပါတယ်ကလည်းကိုသားသမီးလေးတွေကိုလေပညာထူးချွန်ခက်တဲ့ဦးလေးပြအောင်လို့ကျောင်းလေးတွေကိုပေါ့နော်တွေးစားပြီးတော့အပ်စေချင်ပါတယ်